လူမိုက်တွေနဲ့ရုံးရင်ဆန်ခတ်ဖြစ်နေတဲ့အချိန်မှာလူမိုက်တယောက်ကမတော်တဆပုတ်ဆုံမရဲ့အင်ဂျီလက်ကိုဆွဲမိသွားတယ်။အဲ့ဒီအချိန်မှာပဲဖီနင်းငပုံတတူးကြီးပေါ်လာခဲ့တယ်။တတူးကိုမြင်လိုက်တာနဲ့လူမိုက်ရဲ့မျက်နှာအယောင်ချက်ချင်းပြောင်းသွားတယ်သွားပြီ။ဒီတတူးကအဲ့ဒီအဖွဲ့ရဲ့တင်ကေတာပဲ။သူ့စိတ်ထဲမှာထိတ်လန့်သွားခဲ့တဲ့သမီးကတော့မသိသေးပါဘူး။ထောင်ကလွတ်လာတဲ့သူ့အမေဟာတာမန်လူတယောက်မဟုတ်ပဲမြေရောက်လောကတစ်ခုလုံးလေးစားရတဲ့အဖွဲ့ခေါင်းဆောင်ကြီးဖြစ်နေတယ်ဆိုတာကိုလွန်ခဲ့တဲ့15နှစ်တုန်းကပုတ်ဆုံမရဲ့ခင်မွန်းကိုပြိုင်ဘက်အဖွဲ့ကတက်ပစ်ခဲ့တဲ့အဲ့ဒီနေ့မှာပဲပုတ်ဆုံမဟာဓာတ်တလက်ထဲကင်ပြီးရန်သူတွေရဲ့ဌာနချုပ်ထဲဝင်သွားခဲ့တယ်။နောက်ဆုံးမှာတော့ရန်သူတစ်ဖွဲ့လုံးပျက်စီးသွားခဲ့ပြီးပုတ်ဆုံမရဲ့နာမည်ဟာတနိုင်ငံလုံးမှာကြော်ကြားသွားခဲ့တယ်။ဒီနေ့ထောင်ကလွတ်လာတဲ့အချိန်မှာတော့တန်ဖိုးကြီးကအစည်းအဝေးများစွာကသူမကိုလာကြိုနေကြတယ်သူမတည်ထောင်ခဲ့တဲ့ကုမ္ပဏီကလည်းအင်ချန်မြေဖျော်ဖြေရေးနဲ့လုပ်ငန်းမျိုးစုံမှာအောင်မြင်လာပြီးနိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီဖြစ်နေပြီ။အဖွဲ့ဝင်ဟောင်းတွေကပုတ်ဆုံမကိုအဖွဲ့ပြန်ဦးဆောင်ဖို့တောင်းဆိုကြပေမဲ့သူမကတော့တိုက်ခိုက်ရတာတွေညှင်းငွေနေခဲ့ပြီးသူမလိုချင်တာတစ်ခုပဲရှိတယ်သမီးနဲ့အတူအေးချမ်းချမ်းနေထိုင်ဖို့ပါပဲဒါကြောင့်အရာအားလုံးကိုစွန့်လွတ်ပြီးသမီးစီပြန်လာခဲ့တယ်ဒါပေမဲ့မိဘမဲ့ကေဟာကိုရောက်တဲ့အချိန်မှာတော့သမီးကသူမကိုရာဇဝတ်သားတယောက်လို့သတ်မှတ်ပြီးလက်မခံခဲ့ဘူးပုတ်ဆုံမကဘာမှမပြောခဲ့ဘူးအမေလို့တစ်ခေါက်လောက်ခေါ်ပေးပါလို့ပဲတောင်းဆိုခဲ့တယ်ဒါပေမဲ့သမီးကလက်ကိုယုံထွက်ပြီးကျမအမေကဒီလောက်ရက်ဆက်တဲ့သူမဟုတ်ဘူးလို့ပြောကထွက်သွားခဲ့တဲ့ကေဟာအုပ်ချုပ်သူကအမှန်တရားကိုပြောပြချင်ပေမဲ့ပုတ်ဆုံမကတားလိုက်တယ်သူမရဲ့အတိတ်ကိုသမီးမသိစေချင်သေးလို့ဘာနောက်ပိုင်းမှာတော့သမီးရဲ့မျက်နှာဘာကြောင့်ပျက်စီးနေတာလဲလို့မေးကြည့်တယ်အဲ့ဒီတော့ကျောင်းကန်တင်းကိုဒေသခံလူမိုက်တယောက်ကချုပ်ကင်ထားပြီးအရေးသွေးမကောင်းတဲ့အစားအစာတွေရောင်းနေတာကြောင့်ဖြစ်တယ်ဆိုတာသိလိုက်ရတယ်သမီးရဲ့စိတ်ကိုပြန်ရခြင်းနဲ့ပုတ်ဆုံမဟာကျောင်းရှိမှာအစားအသောက်တုံးလဲလာဖွင့်ခဲ့တဲ့ကျောင်းသားတွေတန်ရှင်းတဲ့အစားအစာစားနိုင်ဖို့ပါတာပေမဲ့သမီးကတော့အစားအသောက်တွေကိုမြေကြီးပေါ်ပစ်ချလိုက်ပြီးရှင်ကြောင့်ကျမနှစ်ပေါင်းများစွာအရှက်ရခဲ့ရတယ်လို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒေသခံလူမိုက်ကသူ့လူတွေနဲ့ရောက်လာပြီးတွန်းလဲကိုဖျက်ဆီးပစ်တော်တဲ့ကျက်ဥတွေကိုပါနင်းချေပစ်ပြီးငါစီးပွားရေးကိုလာလူနေတာလားလို့အော်ဟစ်နေခဲ့တဲ့ပုတ်ဆုံမကအကြိမ်ကြိမ်တောင်းပန်ပေမဲ့လူမိုက်ကမရက်ခဲ့ဘူး။ပိုဆိုးတာကသမီးကိုမှတ်မိသွားပြီးမနေ့ကငါ့ကိုတိုင်ခဲ့တဲ့သူမင်းမလားလို့ပြောကသူ့လူတွေကိုဖမ်းခိုင်းလိုက်တယ်။သမီးရဲ့စပင်ကိုဆွဲပြီးရိုက်နှက်တော်တဲ့ဒါကိုမြင်လိုက်တဲ့ပုတ်ဆုံမကသမီးကိုလွှတ်လိုက်။ဘာလို့ချင်လဲပြောလို့တောင်းပန်ခဲ့တယ်ဒါပေမဲ့လူမိုက်ကပတ်စံတသိန်းခွဲတောင်းနေခဏကြာတော့2သိန်းကြီးတိုးတောင်းလာပြန်တယ်။သမီးကတော့မတရားမှုကိုအလျှော့မပေးဖို့ပြောနေစေ။နောက်ဆုံးလူမိုက်ကတန်တို့ကိုမြှောက်ပြီးသမီးကိုရိုက်ဖို့လုပ်လိုက်တဲ့အချိန်ပုတ်ဆုံမရဲ့တီးခံမှုအဆုံးသတ်သွားခဲ့တယ်။သူမတစ်ချက်တည်းဝင်ရိုက်လိုက်တာနဲ့လူမိုက်ရဲ့လက်ကျိုးသွားတဲ့လူမိုက်တွေအားလုံးဝိုင်းဝင်လာကြပေမဲ့ပုတ်ဆုံမကတယောက်ပြီးတယောက်မြေကြီးပေါ်လဲကျသွားအောင်ရိုက်ချလိုက်တဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲသူမရဲ့အင်ဂျီလက်ထပ်ဆွဲခံလိုက်ရပြီးဖိနစ်တတူပေါ်လာခဲ့တဲ့တတူကိုမြင်လိုက်တာနဲ့လူမိုက်တွေအားလုံးထိတ်လန့်သွားကြတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရန်စားခဲ့တဲ့သူကတာမန်မျိုးသမီးတယောက်မဟုတ်ပဲဒနာရီတဲကပုတ်ဆုံမဖြစ်နေခဲ့လို့ပါ။ဆက်လက်ကြည့်ရှုချင်ရင်တော့ like and follow လုပ်ပေးခဲ့ပါဦးရှင်။